ယုံတွိုင်းရင်လူနာတိုင်းမေးခံရတဲ့မေးခွန်းတွေมีโรคประจำตัวไหมมีโรคประจำตัวไหมဒါကကြတော့ကိုမယောဂခံရှိလားပေါ့နော်ကိုမအာစီးရှိုရှိလားသွေးတိုးရှိလားအဲ့လိုမျိုးတွေပေါ့နော်ယောဂခံနေရှိတယ်ဆိုရင်တော့ပြောလို့ရပါတယ်နော်ဒါပေမဲ့ကိုဖြစ်တဲ့ယောဂဘယ်လိုပြောရမလဲဆိုရင်တော့ကြည့်ရှယ်ဗီဒီယိုလုပ်ထားပေးပြီနော်နောက်တစ်မေးခွန်းခါကြတော့มีแพ้ยาไหมมีแพ้ยาไหมဒါကကြတော့ကိုမှာမတဲ့တဲ့ဆေးရှိလားပေါ့နော်ရှိတယ်ဆိုရင်နမူနာနာမည်ဖြစ်ဖြစ်နမူနာဆေးနမူနာပြလိုက်ပေါ့နော်နောက်တစ်မေးခွန်းခါကြတော့เอาใบรับรองแพทย์ไหมเอาใบรับรองแพทย์ไหมဒါကကြတော့ဆရာဝန်ထောက်ခံစာယူမလားပေါ့နော်နောက်တစ်မေးခွန်းခါကြတော့ကိုကဆေးရုံမှာခွေးတွေကိုက်မိတဲ့အကောင်တွေကိုက်မိတယ်တန်နေရှိမိတယ်ဆိုရင်မေးခိုင်ဆေးကာကွယ်ဆေးထိုးဖူးလားပေါ့နော်ဆရာဝန်မေးလာလိုက်မယ်အဲ့ဒါဘယ်လိုမေးမလဲဆိုရင်တော့เคยฉีดยาบัดทะยักไหมเคยฉีดยาบาดทะยักไหมဒါကကြတော့မေးခိုင်ကာကွယ်ဆေးထိုးဖူးလားပေါ့နော်နောက်တစ်မေးခွန်းခါကြတော့ဒီတက်မှမရိုက်ခင်တို့မေးလာလိုက်မယ်ပေါ့နော်ကိုဝင်ရှိနိုင်ရှိလားပေါ့နော်မိန်းကလေးအတွက်ဘယ်လိုမေးမလဲဆိုရင်တော့มีความเสี่ยงจะตั้งครรภ์ไหมมีความเสี่ยงจะตั้งครรภ์ไหมตั้งครรภ์ဆိုတာကိုဝင်ရှိရပေါ့နော်มีความเสี่ยงจะตั้งครรภ์ไหมကိုဝင်ရှိနိုင်ရှိလားပေါ့နော်မရှိပါဘူးဆိုရင်တော့ไม่มีရှိတယ်ဆိုရင်มีတယ်ဆိုရင်တော့ရှိတယ်ဆိုရင်တက်မှန်ရိုက်လို့မရအောင်နော်ကလေးအတွက်အနေရရှိတယ်ဒါကစားတို့လူနာတိုင်းမေးခံရတဲ့မေးခွန်းတွေပေါ့နော်ကိုအတွက်အကျိုးရှိရဆိုတော့ save လုပ်ထားဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာထပ်ဆောင်ကြပါမယ်နော်ဒီနေ့တော့ဒီလောက်ပါပဲရှင် bye bye